ဘောလုံးချစ်ပရိသတ်တို့ရဲ့ဂုတ်ကြီးမက်ဆီတယောက်အမေရိကန်မြေမှာနောက်ထပ်သမိုင်းတစ်ခုကိုရေးထိုးဖို့အတွက်ဂိုးပေါင်း900ပြည့်ရန်တကိုးပဲလိုပါတော့တယ်။ဘောလုံးနဲ့ပတ်သက်ပြီးနောက်ဆုံးရသတင်းတွေကိုသိချင်ရင်တော့ကျွန်တော်ရဲ့ channel လေးကို follow လုပ်ထားဖို့မမေ့နဲ့အောင်တော့ပြီးခဲ့တဲ့စနေနေ့ကဗတီမိုးမြို့ကအန်တီဘန်စတေဒီယမ်ကြီးထဲမှာပရိသတ်ပေါင်း9200ကျော်ရဲ့ဟိဟောက်တန်တွေနဲ့အတူအင်တာမိုင်ယာမီဟာ DC United ကိုရင်ဆိုင်ခဲ့ပါတယ်။ဒါဟာအန်ဖတ်အဲကွင်းကြီးထဲမှာကစားခဲ့တဲ့အကျိတ်အနယ်ရှိလာတဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။ပွဲဆဆချင်း18မိနစ်မှာတင်အာဂျင်တီးနားကျယ်ပွင့်ရိုဒရီဂိုဒီပေါ်ကအေရီယာအပြင်ကနေအစွမ်းပြကန်သွင်းပြီးအဖွင့်ကိုရယူပေးခဲ့ပါတယ်။မကြခင်မှာပဲပရိသတ်တွေစောင့်မျှော်နေတဲ့မက်ဆီရဲ့အလှပဆုံးအဆုံးသတ်မှုကိုမြင်တွေ့ခဲ့ရပါတယ်။လူငယ်ကစားသမားစီဘက်တီရဲ့ဖန်တီးပေးမှုကနေမက်ဆီကသူ့ရဲ့ကစားသမားဘဝ896ဂိုးမြောက်ကိုတွင်းယူပြီးမိုင်ယာမီကိုဦးဆောင်စေခဲ့ပါတယ်။ဒီပွဲမှာဒီပေါ်ကအကောင်းဆုံးကစားသမားဖြစ်ခဲ့တယ်လို့ကွင်းလယ်လူယာနစ်ဘရိုက်ကလည်းခံစစ်မှာကြောက်ဆောင်တစ်ခုလိုခိုင်မာခဲ့ပါတယ်။ဒါပေမဲ့တိုက်စစ်မှုဘာတာယာမီကတော့ဂိုးပေါက်ပျောက်ဆုံးနေစေဖြစ်လို့ဝေဖန်မှုအချို့ရှိနေပါတယ်။နောက်ဆုံးမှာတော့မိုင်ယာမီဟာ2ဂိုးနဲ့အနိုင်ရပြီးဇယားထိပ်ပိုင်းကိုတက်လှမ်းနိုင်ခဲ့ပါတယ်။ကဲပရိသတ်ကြီးရေမက်ဆီရဲ့ဂိုး900ပြည့်မဲ့တမိုင်းဝင်ဂိုးကိုနောက်လာမဲ့နက်ရှ်ဗီနဲ့ပွဲမှာမြင်တွေ့ရမလား။ခံမှန်းပေးခဲ့ကြပါဦး။ဝန်ဆောင်မှုရယူခြင်းနဲ့မိတ်ဆွေများအတွက်ဘိုင်အိုမှာတင်ထားတဲ့ link ကနေတဆင့်ဆက်သွယ်ရယူနိုင်ပါတယ်။မိတ်ဆွေတို့စိတ်အေးချမ်းသာစေဖို့အတွက်ကျွန်တော်မောင်နေထူးဝန်ဆောင်မှုပေးပါရစေခင်ဗျ။